ตาเองกินสาเย็นตากินสาอุมาจีกินสาอมิวมิวบ่เนาะအမြင့်အထိပြောင်းချင်တယ်ဆိုရင်လေဒီခခုမြင်လေးကိုပေါ့နော်တဘူးမှာအလုံး30เนาะကားကွယ်တဲ့သူအနေတဲ့တစ်နေ့တစ်လုံးတောက်ပေးကင်စာဖြစ်နေပြီဆိုတော့တစ်နေ့ကိုနှလုံးတောက်ပေးเนาะဒီခခုမြင်လေးကအဓိကပါဝင်တဲ့ပစ္စည်းကပေါ့နော်နန်းစီရနန်းအမဲအဖြူရပြီးတော့စနွေးရပေါ့နော်ခန္ဓာကိုယ်ထဲကကင်စာဆယ်တွေကိုသူဖယ်ထုတ်ပေးတယ်ပြီးတော့ရှိနေတဲ့အစိတ်အတောက်ပေါ့နော်ကိုရဲ့သွေးလန်းကြောင်းကနေရှိနေတဲ့ကင်စာဆယ်တွေကိုလေအမြင့်အထိဖယ်ထုတ်ပေးနိုင်တယ်ဘယ်လောက်အထိတောက်ပေးရမလဲဆိုတော့ဒီခခုမြင်လေးကလေလိန်ဆေးနဲ့တွဲလိန်ပြီးတော့စပရေးနဲ့တွဲဖြန့်เนาะအမြန်ဆုံးကောင်းလာစေရမယ်ပြီးတော့ကင်ဆာဖြစ်တဲ့သူအတွက်ကြတော့ဘယ်လောက်ထိတုံးရမလဲဆိုတော့ကိုယ့်ရဲ့ယောဂအဆင့်ပေါ်မှာမူတည်တယ်เนาะဖြစ်တာနဲတယ်ဆိုရင်ပြောင်းမြန်တယ်ဖြစ်တာကြာနေပြီဆိုရင်အချိန်ပေးပြီး3လကင်ဆာယောဂပျောက်ချင်တယ်ကြောကအားကောင်းချင်တယ်ဆိုရင်ဘယ်ယောဂမဆိုပျောက်ချင်တဲ့သူတိုင်းဒီတစ်ချက်ကိုရှောင်ပေးရမယ်အဲ့ဒါကပါလဲဆိုတော့အစာအသောက်ပေါ့နော်ကျမရေးနဲ့ပတ်သက်ပြီးဆေးကောင်းတွေဘလောက်ရှိနေပါစေဆေးတွေလိမ့်ပေးတယ်ဖြန့်ပေးတယ်တောက်ဆေးတွေတောက်ပေးတယ်ဒါပေမဲ့ကိုယ့်ရဲ့အစာအသောက်ကပေါ့နော်အစီတွေအကြော်တွေအချိုတွေကိုမရှောင်ပေးဘူးဆိုရင်လေကျမရေးကောင်းရတာခက်တယ်အဲ့ဒါကြောင့်မို့အခုဗီဒီယိုကြည့်တဲ့သူတိုင်းကျမရေးကောင်းချင်တယ်ဆိုရင်နံပါတ်1အိတ်ရေးကောင်းအောင်ဂရုစိုက်ပေးရမယ်အိတ်ရေးအချိန်မှန်ရမယ်နံပါတ်2အစာအသောက်ပိုင်းကိုနဲ့ကိုက်ညီတဲ့အစာအစာကိုပဲစားပေးပါအကျော်တွေအစီတွေအချိုတွေအငံတွေရှောင်ပေးလို့ရရင်ကောင်းတယ်เนาะပြီးတော့နံပါတ်3တစ်ချက်ကပါလဲဆိုတော့ကိုယ့်ရဲ့စိတ်ပေါ့เนาะစိတ်ကခွန်အားကောင်းအောင်အသွေးအကောင်းဘက်ကိုသွေးပေးနိုင်အောင်ပေါ့เนาะတရားလေးတွေလေ့ကျင့်လို့ရတယ်တရားထိုင် meditation လုပ်ပေးလို့ရတယ်အသက်ရှူလမ်းကြောင်းလေးလေ့ကျင့်ပေးပါနောက်တစ်ခုကအကစားပုံမှန်လုပ်ပေးပါဘယ်ယောဂမဆိုပေါ့เนาะပြန်ကောင်းလာစေရမယ်ကိုယ့်ရဲ့ကျမဒီစပရေကဘဒူတွေသုံးပေးတင်လဲဆိုတော့အစာအိမ်ယောဂသမားတွေယောဂအမျိုးမျိုးဖြန့်ပေးလို့ရတယ်အယိုးအဆစ်မကောင်းတဲ့သူတွေအနာရှိတဲ့သူတွေအရေးပြားယောဂတွေပေါ့နော်ဖြန့်ပေးလို့ရတယ်သူကနာနိုစပရေခလေးကနေလူကြီးအကုန်ဖြန့်ပေးလို့ရတယ်အချိန်တိုင်းဖြန့်ပေးလို့ရတယ်ရင်ဘတ်အရှိမဖြန့်ပေးပါအစာအိမ်ယောဂတွေတက်တာပြီးပျောက်ကင်းစေတယ်ကိုလိုက်ရွမ်းတွေပေါ့နော်ဂတ်ဖြစ်တဲ့သူတွေလေနောက်တစ်ခုတော့နှလုံးမကောင်းတဲ့သူတွေနှလုံးခုန်မမှန်တဲ့သူနှလုံးသွေးကြောပိတ်တဲ့သူတွေဖြန့်ပေးလို့ရတယ်နော်အယိုးအစစ်အနာတွေရှိတဲ့သူတိုင်းဖြန့်လို့ရတယ်မျက်စိအားမကောင်းဘူးဆိုမျက်စိမိတ်ပြီးဖြန့်ပေးအရန်ထဲမှာအဆင်ပြေတယ်ဒီစပရေလေးကပေါ့နော်ယောဂအမျိုးမျိုးဖြန့်ပေးလို့ရတယ်ပြီးတော့ဒီခခုမြင်လေးကလည်းတစ်နေ့တစ်လုံးပုံမှန်တောက်ပေးလို့ရတယ်ယောဂအမျိုးမျိုးတောက်ပေးလို့ရတယ်နော်ခန္ဓာကိုယ်ထဲသွေးလန်းချောင်းကနေအစိတ်အတောက်သူဖဲ့ထုတ်ပေးနိုင်တယ်ကင်ဆာဆေးကိုလည်းမတိုးပွားအောင်လည်းလုပ်ပေးနိုင်တယ်ရှိတဲ့ကင်ဆာဆေးကိုလည်းဖဲ့ထုတ်ပေးနိုင်တယ်အဲ့ဒါကြောင့်မို့တွဲလိမ့်ပေးပါလိမ့်ဆေးနဲ့တွဲလိမ့်ပေးလို့ရတယ်လိမ့်ဆေးနဲ့စပရေသုံးပြီးဘလို့ရလမှုရလဲမျှဝေပေးအောင်နော်ဒီလိမ့်ဆေးကတော့ကျွန်တော်အထူးသဖြင့်ကျွန်တော်စကြောတက်တာဆိုတော့ကျွန်တော်စခွင်တိုင်းများတယ်များတော့စကြောတက်တယ်ဆိုတော့ဒါကိုနောက်ကလေးကိုပပလေးလူတယ်လူပြီးတော့ကျွန်တော်50ချက်လောက်ပေါ်တွန်းတင်ပြီးတော့နှိပ်ပေးတယ်ပေါ့နော်အဲ့တော့ဒီကောင်ကစကြောတက်တာတွေဒီပြောရင်အာယုံကြောအားနေတာတွေပေါ့နော်အရင်ကောင်းပါတယ်လို့ပြီးရင်ပပလေးဘွားပေါ်ထည့်ပြီးတော့ပုတ်တယ်ပုတ်ပြီးတော့မှဒီလုံးလေးကိုပပလေးပုတ်တယ်ပေါ့နော်ပုတ်ပြီးတော့အောက်ကို5ချက်လောက်ဆွဲတယ်အပေါ်5ချက်လောက်ဆွဲတယ်ဆွဲပြီးလို့ရှိရင်တိုင်းမထည့်ဘူးပေါ့နော်သူကပူတယ်လေပူတော့ဒီလုံးနဲ့မခံနိုင်မှကြောက်လို့ဒါမဲ့နောက်ပိုင်းကျရင်တော့ဖြည်းဖြည်းချင်းကျင်လာရပါလေနည်းနည်းများများလေးပူပြီးပေးလို့ရတယ်ပေါ့နော်စပရေဘလို့သုံးပေးလဲရှင့်ပြီးတော့စပရေးရတော့ဆရာကျွန်တော်နောက်ဆုံးမှပဲတောင်းတာပေါ့နော်ဒီဟာလေးကိုအရင်နည်းနည်းလေးခုနတဲ့များလေးဒီနာစီတောက်ပြီးအရန်ကောင်းတယ်တလားဘာဖြစ်ဆိုရင်အမကမိရဲ့သွေးဆုံးသွားလေနော်45နှစ်အိမ်မှာမိရဲ့သွေးဆုံးသွား4နှစ်ကျော်ရှိသွားတယ်ပေါ့နော်ရွှေမပြန်တော့နည်းနည်းထိအေးတာပေါ့နော်လက်တိုတွေဝတ်လို့မရအောင်အခုအမအဲ့ဟာဆက်တောက်လိုက်တော့အခုလက်တိုလေးတွေဝတ်လို့ရတော့ပန်ကာလေးထိခံလို့ရတော့ပေါ့နော်အဲ့ဟာတရက်တစ်လုံးပဲတောက်တယ်နော်အမမနက်ကိုသမီးစားပြီးအမတစ်လုံးတောက်တာအဲ့သူ့ရဲ့အကျိုးကအရန်ကောင်းတယ်အခုအမချွေးတွေပြန်တက်လာတယ်ညာလက်ရှိလည်းဝတ်ဆရာမလို့တော့အနှွေးထဲလည်းထပ်ဆရာမလို့တော့ခါတိုင်းဆိုရင်ချမ်းတုံတုံဖြစ်သွားတာတော့နန်းစီလေးပေါ့နော်သူကဆေးမဟုတ်ဘူးနော်ကင်ဆာဖြစ်တဲ့သူဆိုရင်တစ်နေ့နှလုံးတောက်ပေးနော်ကျမရဲ့အတွက်ကောင်းချစ်တယ်ဆိုရင်တစ်နေ့ကိုတစ်လုံးတောက်ပေးလို့ရတဲ့နန်းစီလေးပါရှင်